ဒီနေ့ဒီချိန်ခါနိုင်မှာယနေ့ကျွန်တော်ကိုဖိတ်ခေါ်ပြီးမှဒီနေရာမှာနှုတ်ကပတ်တော်အဖြစ်ဝင်ငါဖို့ရန်အတွက်ဖိတ်ခေါ်တဲ့ဒီအဖွဲ့အစည်းပေါ်မှာတော့၎င်းရောက်လာကြတဲ့လူတွေအားလုံးကိုလည်းသူပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နည်းနည်းလေးလေးထိုင်လာတဲ့ချာပြီးဆိုတော့ပြိတ္တလည်းအားလုံးညောင်းပြီးဖြစ်နေခဏလေးမတက်ရအောင်နော်ခဏလေးမတက်ရပြီးမှကျွန်တော်ဒီမလေးရှားချင်းခရစ်ယာန် Youth Fellowship ရဲ့ဆယ်ကြိမ်မြောက်ဓမ္မညီလာခံမှာဆောင်ဖို့အနေနဲ့ကျွန်တော်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီးလေးအငယ်9ကိုထားထားတာဖြစ်ပါတယ်။အကြောင်းမို့ဒီကျမ်းပိုက်ကိုကျွန်တော်အလုံးတူတူဖတ်ရအောင်အချင်းချင်းချစ်ကြကုန်အောင်ဆိုမှအလုံးတူတူဖတ်ရအောင်အချင်းချင်းချစ်ကြကုန်အောင်နောက်တစ်ခါအချင်းချင်းချစ်ကြကုန်နောက်တစ်ခါအချင်းချင်းချစ်ကြကုန်ဘုရားယေရှုတင်နေဒီနေ့လည်းခင်ဗျယေရှုတင်နေဒီမှာပို့ဆောင်ပေးတဲ့သားသမီးအားလုံးအတွက်ယေရှုတင်နေဒီအချိန်တိုင်းပေါ်မှာဝိညာဉ်တော်ဖျက်ဆွဲဥဆောင်မှာဒီနှုတ်ကပတ်တော်အဖြစ်ရောက်စီရဲ့တတ်တာကိုအထူးပဲကောင်းချီးပေးပါမိကြောင်းယေရှုနာမဖြင့်ဆုတောင်းစကားအနံပါ၏အာမင်ယေရှုတင်အားလုံးပြခံရအောင်ကျွန်တော်ဒီမှာအချင်းချင်းဆိုတော့ကျွန်တော်ဒီမှာလည်းပဲမလေးရှားချင်းခရစ်ယာန်ဆိုတော့အချင်းချင်းဆိုတော့ချင်းလို့ပြောတာမဟုတ်ပါဘူးเนาะအချင်းလို့ပြောတာဒီဘာကိုပြောရလဲအလုံးနားလေပါဆိုတော့ဒီနေ့ချင်းနဲ့ပတ်သက်ပြီးမှဆရာဝန်ကအားပေးချင်ပါတယ်ကျွန်တော်ဒီဥစ္စာယောဟန်ဩဝါဒစာများဖြစ်ပါတယ်ရှင်ယောဟန်ဩဝါဒပထမစာဆောင်ထဲမှာကျွန်တော်အလုံးသိတယ်ရှင်ယောဟန်ကယောဟန်ခရစ်ဝင်ကျမ်းရှင်ယောဟန်ဩဝါဒစာပထမဆောင်ဒုတိယဆောင်တတိယဆောင်နဲ့ဗျာဒိတ်ကျမ်းအဲ့ဒီကျမ်း၅ကျမ်းကိုရေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်ကျွန်တော်ဓမ္မတိကျမ်းမှာပထမဆုံးအများဆုံးရေးတာရှင်ပေါလုဒုတိယအများဆုံးရေးတာရှင်ယောဟန်ဖြစ်ပါတယ်ဆိုတော့ဒီရှင်ယောဟန်ကိုကျွန်တော်ဒီကျမ်းပိုက်လေးကိုမလေ့လာခင်မှာရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာအလုံးသိတယ်ဗါလဲရှင်ယောဟန်ခရစ်ဝင်ကျမ်းဒီမှာခန်းကြီး3နဲ့16မှာပြောလဲဘုရားသခင်ကြီးကျွန်တော်လောကီသားတွေကိုချစ်တော်မူ၍မိမိသားတော်ကိုစွန့်တော်မူတည်တာဆိုတော့ရှင်ယောဟန်ရေးတဲ့ထဲမှာချစ်ချင်းမေတ္တာကတော်တော်လေးအဓိကရေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီကျမ်းပိုက်တစ်ခုပဲမကြည့်ပါနဲ့ဆိုတော့ကျွန်တော်နည်းနည်းလေးပြောပြမယ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီဂရိစကားမှာ3မျိုးရှိတယ်3မျိုးရှိတယ်အဲ့ဒါတစ်ခုပဲပြောပြမယ်အလုံးသိပါတယ်ပထမချစ်ချင်းမေတ္တာကတော့အာဂပေဆိုမှဖခင်ကကျွန်တော်ကိုချစ်တဲ့ချစ်ချင်းမေတ္တာရှင်ရခန်းကြီး27မှာပြောလဲယေရှုကပေတရုသူတို့တဲ့ဒီအရာတွေတဲ့မင်းငါ့ကိုတာ၍ချစ်သလားလို့မေးတဲ့အခါမှာယေရှုကဘယ်လိုမေးကြလဲအာဂပေနဲ့မေးတာဖြစ်တယ်ဒါပေမဲ့ပေတရုကကိုရောကိုကျွန်တော်ချစ်ပါတယ်လို့ပြောတဲ့အခါမှာဘာနဲ့ပြောလဲဖီလီယိုနဲ့ပြန်ဖြေတယ်ဒုတိယကြိမ်ပြန်မေးတယ်ဆိုတော့ဆရာနည်းနည်းပြောချင်တဲ့တော့ချစ်ချင်းမေတ္တာအကြောင်းနည်းနည်းပြောမယ်ဆိုတော့လောကမှာသူများကိုချစ်ဖို့ရန်အတွက်အရေးကြီးဆုံးကဘာလဲဆိုတော့မိမိကိုယ်တိုင်အချစ်ခံဖို့ရတယ်ကျွန်တော်တို့ဒီအချစ်မခံဘူးပဲနဲ့လူများဘယ်တော့မှမချစ်နိုင်ဘူးကမ္ဘာပေါ်မှာလူဆိုးတကိုးဓမြလေးနော်လမ်းဘေးမှာရှိတဲ့လူတွေကိုကျွန်တော်လေ့လာသုံးသပ်တဲ့ခါမှာအထူးဖြင့်ကမ္ဘာပေါ်မှာလမ်းဘေးမှာနေတာအများဆုံးကနယူးယောက်ကဆိုအားလုံးသိတယ်နော်ကျွန်တော်တို့ဒီနီဂရိုတွေအများကြီးပဲလမ်းမပေါ်မှာနေပြီးမှလူတွေဒုက္ခပေးပြီးမှအခုလိုပေါ့နော်သူတို့ရဲ့ဘဝကိုလေ့လာတဲ့အခါမှာဒီလူတွေကငယ်ငယ်တုန်းကမိဘနှစ်ပါးရဲ့ချစ်ချင်းမေတ္တာကိုမခံခဲ့ဘူးတဲ့လူတွေပဲသူတို့ကိုယ်တိုင်ကအဖေအမေနှစ်ယောက်တည်းနေနော်ကောင်းကောင်းမွန်မွန်နဲ့ချစ်ရှုပြီးမှမွေးလာတာမဟုတ်ဘဲနဲ့မိဘဆွန့်ပစ်ခြင်း single mother ပေါ့မိခင်တယောက်တည်းနေပဲချစ်ရှုခြင်းဆိုတော့ဖွင့်ပြလေးလေးပြောပါစို့ကိုယ်တိုင်အချစ်မခံဘူးတဲ့လူကကြီးလာတဲ့အခါမှာလူဆိုးတစ်ခုဖြစ်သွားတယ်ဒါကြောင့်လူများကိုမချစ်ခင်မှာကျွန်တော်ဒီကျမဒီတယောက်ကကျွန်တော်တို့ကိုချစ်ဖို့အဲ့ဒီခံစားဖို့အင်မတန်မှအရေးကြီးတယ်ဟာလေလုယာဟာလေလုယာသူများကိုမချစ်ခင်မှာကျွန်တော်ဒီကျမဒီကျွန်တော်ကိုဘယ်သူကချစ်ပါတယ်ကျမကိုဘယ်သူကချစ်ပါတယ်ဆိုမှကျွန်တော်ကြည့်အောင်အလုံးသိတယ်ကျွန်တော်စမ်းစာမဖတ်ပေးဘူးအချိန်ကုန်တယ်ဆိုတော့အစမ်းစာနဲ့အကြောင်းပဲပြောပြချစ်ချင်းမေတ္တာဆိုတာကခုနပြောတဲ့အဂပေချစ်ချင်းမေတ္တာဆိုတာကကျွန်တော်တို့ဒီကျွန်တော်ဘာမှမဆိုအလုံးတီးပြီးတဲမှာတော့ဂျေဇုတင်ထိုက်တော်သူအလုံးကိုဂျေဇုတင်ပါတယ်ဘာညာတွေပြောတာပေါ့နော်ဒါကလောကီစကားဖြစ်တယ်လောကစကားတော့မဟုတ်လောကီစကားဖြစ်တယ်ဖခင်သခင်ကချစ်ထိုက်တော်သူတွေကိုချစ်တဲ့ဟာမဟုတ်ဘူးဂျေဇုတင်ထိုက်တဲ့လူကိုဂျေဇုတင်တာမဟုတ်ဘူး
မင်းချစ်မှငါချစ်မှာမဟုတ်ဘဲနဲ့မင်းချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေဘုရားကချစ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ယေရှုတင်ထိုင်တော်သူကိုပဲယေရှုမတင်ပါနဲ့ချစ်ထိုင်တော်သူကိုပဲမချစ်ပါနဲ့အဲ့ဒါပါလေကျွန်တော်တို့ရဲ့ emotion လို့ခေါ်မှာပေါ့ out of feeling ပေါ့အဲ့ဒါပါလေကျွန်တော်တို့ရဲ့စိတ်ပလှုပ်ရှားမှုအပေါ်မှာထွက်လာတဲ့ချစ်ချင်းမေတ္တာကြီးကုန်သွားတတ်တယ်ကုန်သွားတတ်တယ်ဓမ္မရာဇဝင်ဒုတိယဆောင်းမှာဒါဝိဒ်ရဲ့တားတွေရှိတယ်အဲ့ဒီမှာကျွန်တော်အလုံးတည်တယ်ဒါဝိဒ်ကမိန်းမတွေအများကြီးရှိတော့သူ့မှာလည်းတားသမီးတွေအများကြီးရှိတယ်တတိယတော့သူ့တားတယောက်ကနေမကောင်းတော့ဘာဖြစ်လဲဆိုတော့သူ့ညီမဖေးတူမေကွဲအပ်စလုံးရဲ့ညီမတာမကိုချိုက်တော့အော်အေးရပေါ်မှာလဲနေပြီးမှအော်နေမကောင်းဘူးဆိုတော့သူ့ဖေးဒါဝိဒ်ရလာရှိတယ်ဒါမင်းပါဖြစ်တာလေဘာလို့နေမကောင်းဖြစ်တာလဲဆိုတော့ဟုတ်တယ်ကျွန်တော်နေမကောင်းဖြစ်ဘူးဒါဆိုယေရှုပြုမှာဘာလို့ပြရမလဲကျွန်တော်ညီမတာမကိုလည်းတမင်းချက်ပြီးမှကျွန်တော်ပေးပြရလာပြီးခိုင်းပါလို့ပြောတဲ့ကဟုတ်ပြီဒါဆိုမင်းညီမလွတ်လိုက်ပြီဆိုမှဖေးတူမေကွဲပေါ့နော်တာမကိုလွတ်လိုက်တဲ့ခါမှာတော့အားချိတ်တာဟုတ်တာမကြိုက်တဲ့ခါမှာအော်ချက်ပြီးမှဟင်းနေလာပြီးတော့ကဲညီမရေမင်းချက်ပြီးတာတော့ဟုတ်ပြီမင်းလက်နဲ့ခွန့်ကြည့်ပါဆိုမှခြံထဲလူထွက်ခိုင်းပြီးမှလက်နဲ့ခွန့်ကြည့်တဲ့ခါမှာဘာဖြစ်လဲတာမယာပြုလိုက်တယ်လေအလုံးတည်တယ်ဒီဇလန်တည်တယ်ဆိုတော့တာမယာပြုလိုက်တဲ့ခါမှာဘာဖြစ်လဲငကိုယ်တော်ကချစ်တာတဲ့မုံအားပူကြီးသွားတယ်တဲ့ဘာလဲဒီရဲ့ချစ်ချင်းမေတ္တာဒီအတွေးအသားကနေထွက်လာတဲ့ချစ်ချင်းမေတ္တာဖြစ်လို့အတွေ့အတာတွေထွက်လာတဲ့ချစ်ချင်းမေတ္တာဆိုတော့တားချစ်တယ်ချစ်တဲ့အခါမှာအတူနေလိုက်တယ်နေပြီးတော့ဘာဖြစ်လဲငကိုယ်လုံးကချစ်တာတဲ့တာ၍မုံပြီးမှဒီမိမကိုအပြစ်ထုတ်ဆန်းဆိုမှမင်းလောက်တာကငကိုယ်ထက်ပိုဆိုးတယ်မဟုတ်ဘူးထုတ်ဆိုမှထုတ်လိုက်တဲ့အခါမှာနောက်ဆုံးအလုံးတည်တဲ့ absolute ကနောက်နှစ်ကြတဲ့အခါတပ်ပလိုက်တယ်အကုန်လုံးကိုအဲ့ဒီချစ်ချင်းမေတ္တာဘယ်ကနေလာတယ်လဲအတွေးအသားအားဖြင့်လာတဲ့ချစ်ချင်းမေတ္တာအဲ့လိုဖြစ်တတ်တယ်ဒီနေ့လူငယ်တွေအများစုဒါတို့ချစ်တဲ့ချစ်ချင်းမေတ္တာကအတွေးအသားနဲ့လာတဲ့အခါမှာဒီအတွေးအသားစံနာအတွက်လည်းပဲချစ်တယ်ဆိုရင်အဲ့ဒါဒီလုံးလဲပြောင်းပြန်ဖြစ်သွားတတ်တယ်ကြောက်စရာအမတန်ကောင်းတယ်ဒါကြောင့်ဒီနေ့ဆရာပြောတဲ့အချင်းချင်းချစ်ကြကုန်အပ်ဆိုတဲ့စကားလုံးဒီအမတန်လေးနဲ့ပါအောက်မှာဖတ်ကြည့်ဖျားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏ဟာလေလုယာအာမင်ကြောင်းညမဆိုနဲ့ချစ်ချင်းမေတ္တာဒီဖျားဖြစ်တယ်မဟုတ်ဘူးအဲ့ဒါကြောင်းညလုံးဝမလုံးနဲ့နော်ဖျားသခင်ဒီချစ်ချင်းမေတ္တာဖြစ်ချစ်ချင်းမေတ္တာဒီဖျားမဟုတ်ရှင်ရပထမရှင်ရခရစ်ယာန်ခိုင်းတဲ့မှာအစာအုပ်နဲ့နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီဖျားသခင်နဲ့အတူရှိထိုနှုတ်ကပတ်တော်ဒီပါလေဖယားသခင်ဖြစ်တော်မူ၏ဖယားသခင်ဒီနှုတ်ကပတ်တော်ဖြစ်တော်မူ၏အဲ့ဒါပြောင်းပြန်ဆိုလို့ရတယ်နှုတ်ကပတ်တော်ဒီဖယားဒီနှုတ်ကပတ်တော်အဲ့ဒါပြောင်းပြန်ဆိုလို့ရတယ်ဂရိစကားမှာနှစ်ခုစလုံးမှာ definite article ပါတဲ့အခါမှာဖယားဒီနှုတ်ကပတ်တော်ဒီဖယားဆိုပြောင်းပြန်ဆိုလို့ရတယ်ဒါပေမဲ့ဒီမှာဖယားဒီချစ်ချင်းမေတ္တာဖြစ်တယ်ချစ်ချင်းမေတ္တာဒီဖယားဖြစ်တယ်လို့လုံးဝပြောင်းပြန်လှည့်လို့မရဘူးလှည့်လာမှားသွားပြီဘာလို့လဲ definite article ဖျားမှာပဲပါတယ်ချစ်ချင်းမေတ္တာမှာမပါဘူးအဲ့ကြောင့်အဲ့ဒါကိုလူတော်များများဆိုတော့ကျွန်တော်တို့ logic နဲ့ပြောမဆိုဖျားသခင်ကြီးချစ်ချင်းမေတ္တာဖြစ်တော်မူ၏ချစ်ချင်းမေတ္တာကြီး blind God is love is blind therefore God is blind ဖြစ်သွားမှာဒါပါလေ logic ဆိုတာယုတ်တိဗေဒဆိုတော့ယနေ့ဆရာပြောချင်တဲ့တဘောကဒီချစ်ချင်းမေတ္တာကျွန်တော်သူများကိုချစ်ဖို့ရန်အတွက်အရေးကြီးတာဥပမာဓမ္မဟောင်းကျမ်းမှာကြည့်ယောဒတ်အလုံးတည်းယောဒတ်ယာကုပ်ရဲ့သားသမီးတွေထဲမှာယာကုပ်ရဲ့စနီး၄ယောက်တည်းနဲ့မွေးလာတဲ့ယောဒတ်ယာကုပ်အချစ်ဆုံးမိန်းမတွေမွေးလာတဲ့ယောဒတ်ဒီတနေ့ကျတော့အေဂုတ်တုနိုင်ငံမှာဒုတိယအကြီးကျယ်နေရာမှာရတဲ့အခါမှာသူ့ရဲ့တက်တာမှာကြည့်ငယ်တုန်းကသူများကြီးကိုမောင်နှမတွေတဲ့ယောဒတ်ကချစ်ချင်းမေတ္တာတာရွေးခံရတဲ့လူဖြစ်တယ်။ကျန်တဲ့လူတွေတဲ့ယောဒတ်ကချစ်ချင်းမေတ္တာသူ့ရဲ့အဖေသူ့ရဲ့အမေရဲ့ချစ်ချင်းမေတ္တာကိုတာရွေးခံရတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့တနေ့ကျတော့အေဂုတ်တု
ပြည်မှာသူ့ညီကိုရဲ့အားလုံးရောက်လာတဲ့အခါမှာဆိုရင်ကဘာပေါ်မှာလူကုန်ကူးမှုအရင်ဆုံးခံလိုက်တာရောတက်တော့သူ့ညီကိုရဲ့30နဲ့ရောင်းလိုက်တယ်မိဒန်လူမျိုးတွေစီမှာ30နဲ့ရောင်းလိုက်တယ်ကဘာပေါ်မှာပထမဆုံးလူကုန်ကူးမှုခံလိုက်ရတာရောတက်ဘလောက်စိတ်နာစရာကောင်းတယ်လေလူစိမ်းကရောင်းတာမဟုတ်သူ့ညီကိုရဲ့ရောင်းလိုက်တာတနေ့ကျတော့အေဂုတ်တုပြည်မှာဒုတိယအကြီးကဖြစ်တဲ့အခါမှာသူညီကိုရဆိုရင်လေဒီကောင်ကငါတို့ရောင်းလိုက်တာငါတို့ပြန်များကလေးစားချင်မလားဆိုရင်လည်းကမှရှော့တက်ကဘာပြောလဲငါညီကိုလို့မဆိုရင်နဲ့ဒီတရားကိုပို့တာမင်းတို့ပို့တာမဟုတ်ဘူးဘုရားသခင်ကပို့တာတလို့ခက်ခဲတဲ့ကာလမှာမင်းတို့ကိုကယ်တင်ပို့ရတဲ့ဘုရားသခင်ငါ့ကိုပို့တာလေဟာလေလုယာသူဒီပါလေသူများကိုပြန်မတော့ပြန်ဘူးမကောင်းတဲ့အရာနဲ့မတော့ပြန်ဘူးဘာလို့လဲချစ်ချင်းမေတ္တာအပြည့်အဝခံစားရတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဖြစ်တယ်။အဲကြောင့်ဒီမှာရှိတဲ့မိဘတွေတာသမီတွေပေါ်မှာကျွန်တော်ချစ်ချင်းမေတ္တာပေးရအောင်။မိခင်ကပဲမပေးပါနဲ့ဖခင်ကလည်းပေးရအောင်။ဟာလေလုယာ။အထူးသဖြင့်ဟိုဝေးလာတဲ့ကြရကနေအနည်းဆုံးကြောင်းနေတဲ့အရွယ်ထိမိဘရဲ့ချစ်ချင်းမေတ္တာကိုအပြည့်ပေးဖို့ရည်ကြီးတယ်။အဲကြောင့်နောက်ဆုံးလို့ပြောတဲ့ခါမှာခုခက်နောက်ဆုံးမှာမိဘမဲ့ဂေဟာတွေအများကြီးဖွင့်တယ်မိဘမဲ့ဂေဟာတွေအများကြီးဖွင့်တဲ့ခါမှာကျွန်တော်ဗမာပြည်မှာလည်းအများကြီးပဲကျွန်တော်လည်းရောက်ဘူးလေချင်းပြည်နယ်မှာဆိုထန်လန်မှာဆိုမိဘမဲ့ဂေဟာဆိုနံပါတ်1နော်လူမှုဝန်ထမ်းဝန်ကြီးကိုယ်တိုင်ကချီတူပြီးဂုဏ်ပြုတဲ့မိဘမဲ့ဂေဟာရှိတယ်မြို့ဝင်မှာမိဘမဲ့ဂေဟာတွေကထပ်လာတဲ့တာသမီတွေအားလုံးကအဆင်မပြေဘူးမိဘမဲ့ဂေဟာမှာလေစားစရာလည်းအပြည့်နေတာလည်းတိုက်နဲ့ရေချိုးခန်းနဲ့အိမ်သားနဲ့အကုန်လုံးအပြည့်အိမ်ထဲမှာအပြည့်နေရတော့လေမိမမဲ့ကေဟာနေချီးပြင်းလာတဲ့လူဒီလောကထဲမှာတိတ်ပြီးမှအစင်မပြေဘူးဘာလို့အစင်မပြေလဲဆိုတော့ချစ်ချင်းမေတ္တာအပြည့်အဝမခံစားရဘူးသူတို့မှာစားစရာရှိတယ်သူတို့မှာဝတ်စရာရှိတယ်သူတို့မှာနေတာထိုင်တာဒီသူ့အိမ်မှာတဲအိမ်မှာနေတာတဲ့နော်ကျွန်တော်တက်အိမ်ကြီးမှာနေရတယ်သူတို့ရဲ့ဂရီလီနဲ့သူတို့မှာတက်ရနဲ့အကုန်လုံးပညာလဲတက်ပါတယ်ဒါပေမဲ့လောကထဲမှာရောက်တဲ့အခါမှာအဲ့ဒီမိဘမဲ့အိမ်ကနေဒီဟာနေထွက်လာတဲ့ဒီအစင်မပြေဘူးဘာလို့လဲချစ်ချင်းမေတ္တာမခံစားရဘူးချစ်ချင်းမေတ္တာမခံစားဒါကြောင့်အခုကဘာပေါ်မှာမိဘမဲ့ကိုခေရမလုပ်ဘူးဘယ်လိုလုပ်တယ်မိဘမဲ့ခေရမှာမနေခိုင်းဘူးမိဘမဲ့တွေစုပြီးမှဒီအိမ်မှာတယောက်ထားဟိုအိမ်မှာတယောက်ထားဟိုအိမ်မှာတယောက်ထားအိမ်တိုင်းမှာတယောက်နှစ်ယောက်လောက်ကိုတက်နိုင်တဲ့လောက်ကြည့်ရှုခိုင်းတယ်မိဘမဲ့ခေရထဲမှာပေါင်းပြီးမှစုပြီးမှနေတာဒီချစ်ချင်းမေတ္တာအပြည့်အဝမခံစားတဲ့ကြောင့်မိသားစုရဲ့ချစ်ချင်းမေတ္တာမိဘရဲ့ချစ်ချင်းမေတ္တာညီကောင်မောင်နှမရဲ့ချစ်ချင်းမေတ္တာအတိုင်းဝိုင်းရဲ့ချစ်ချင်းမေတ္တာခံစားဖို့ရတဲ့ငယ်တုန်းကဘယ်တော့မှခေရနဲ့မထားဘဲနဲ့အိမ်ထဲမှာပဲထားခိုင်းတယ်ဒါနောက်ဆုံးဆက်တဲ့အဲ့ကြောင့်မိဘမဲ့ခေရဖွင့်ချင်တဲ့လူတွေနည်းနည်းဆရာအားပေးချင်တယ်အခုအဲ့ဒီစနစ်ကိုကျွန်တော်မအောင်မြင်ဘူးမိဘမဲ့ခေရနေတလို့ကြီးလာတဲ့လူဒီလောကထဲမှာအစင်မပြေဘူးလောကထဲမှာ adjust ညှိဖို့တားခဲ့တယ်ဘာလဲအမြဲတမ်းသူတို့စိတ်ထဲမှာတိတ်နဲ့တိတ်ငယ်တဲ့စိတ်ဓာတ်ရှိတယ်ဘာလို့လဲသူတို့ချစ်ချင်းမေတ္တာအပြည့်အဝမခံစားတော့လောကထဲမှာသူတို့ကလုံးဝအရာကိုမချေနှံ့နိုင်တဲ့လူတွေဖြစ်တယ်ဒါကြောင့်ဆရာဒီနေ့အတိကပြောချင်တာသူများကိုမချစ်ခင်မှာကျွန်တော်ဒီကျမဒီချစ်ချင်းမေတ္တာအပြည့်အဝခံစားပြီးသားလို့ဖြစ်ရမယ်ဟာလေလုယာဟာလေလုယာဆိုတော့လောကမှာအကြောင်းမျိုးကြောင့်ဘာပဲဖြစ်ဖြစ်မိဘလည်းမရှိတော့မိဘလည်းကွဲသွားပြီးအကြောင်းမျိုးကြောင့်ကျွန်တော်တို့ကိုချစ်တဲ့လူမရှိရင်နေပါစေဒီနေ့ဆရာအတိကပြောချင်တာကတမန်ကျမ်းစာထဲမှာဘိုက်ဖတ်ပေးပါမယ်ယောမဩဝါဒစာခန်းကြီး9ထဲမှာအလုံးတိပါတယ်ယောမဩဝါဒစာခန်းကြီး9ထဲမှာအငယ်9နေဖတ်ပေးမယ်အဘေကြောင့်ဤဟုမူကားငါတို့အားပေးတော်မူသောတန်ရှင်းသောဝိညာဉ်တော်သည်ဖယားသခင်၏မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့ညှိုးလောင်းတော်မူ၏ငါတို့သည်အကျိုးနဲ့ရှိစဉ်တွင်အချိန်တန်မှခရစ်တော်သည်မတရားသောသူတို့တွေ့ကြောင့်အသေးခံတော်မူ၏
ငါတို့ဒီအငယ်ရှိမှဆရာတော်ကနေအလုံးလိုက်ဆိုရအောင်ငါတို့ဒီအပြစ်ရှိစဉ်ပင်ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖယားသခင်ဒီငါတို့ကိုအပေမြတ်လောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ဟာလေလုယာလောကမှာဘယ်သူမှမချစ်ချင်နေပါစေဒီနေ့ဖယားသခင်ကကျွန်တော်တို့ကိုဘလောက်ချစ်တယ်လဲဆိုတော့ကျွန်တော်တို့အကျိုးနဲ့ရှိနေတဲ့အချိန်မှာပင်လေချစ်စရာမကောင်းတဲ့အချိန်တွေမှာပင်ကျွန်တော်တို့ဘက်ကဘာမှမျှော်လင့်စရာမရှိတဲ့အချိန်မှာပင်ဘုရားကကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်လဲဆိုတော့သူ့ရဲ့သားတော်စိတ်လို့ပြီးမှယေရှုအသေးခံပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာယေရှုလောက်ခမည်းကိုချစ်တဲ့လူလောကမှာတရားမှမရှိဘူးခမည်းကြီးသားအမိငါချစ်တယ်တော့ဘာဖြစ်တယ်တော့ဘာလုပ်မယ်တော့ဆိုရှိမှရဲရောက်တာနဲ့အရင်ဆုံးခတ်ပြေးသွားအဲ့ဒီသားဘာညာရှောက်မပြောနဲ့ရဲလေးတွေ့ရတယ်တော့ဘာကြီးစားဘေးနားမှာမကတ်တော့ရဲကိုရှောင်သွားတယ်အဲ့ဒါများဘလောက်ချစ်တယ်ရှောက်ပြောနေတာအဲ့ဒါမယုံတဲ့မိန်းကလေးတွေတကယ်ပြောတာပါမဟုတ်လားကျွန်တော်ချစ်တယ်လို့ပြောမယ်အိုးမြို့သမီးကလေဖျားပြီးမှနေမကောင်းမနဲ့တပြင်းပြင်းနဲ့ပိတ်ထုံးသွားလေဆက်ရတော့မလို့တော့ဖုံးဆက်တာမကင်တော့ဘူးသူတို့ချစ်မေတ္တာဘေးပေါ်မှာတည်လေသူတို့ feeling ပေါ်မှာတည်တယ်သူတို့ခံစားမှုပေါ်လှလိုက်တာချစ်လိုက်တာအိုးကျွန်တော်တို့ဘာဖြစ်လဲအတန်လေးကောင်းလိုက်တာဟိုချစ်လို့ကောင်းလိုက်တာရင်ကျင်းလိုက်တာအဲ့ဒီပေါ်မှာအခြေခံပြီးမှချစ်တာဖခင်တခင်ကျွန်တော်ချစ်လို့ကောင်းလိုက်တာချစ်စရာကောင်းလိုက်တာဘာဖြစ်လို့တာအဲ့ဒီပေါ်မှာအခြေခံဖို့အပြည့်ရှိနေတဲ့အချိန်ယူစရာကောင်းတဲ့အချိန်ဟာလေလုယာဟာလေလုယာကျွန်တော်မတူဘူးနော်ဘုရားရဲ့ချစ်ချင်းမေတ္တာမပြောနဲ့မိဘချစ်ချင်းမေတ္တာလေးကျွန်တော်ပြောပြမယ်။ဥဒီမှာမိဘတချို့ရှိပါတယ်ကလေးတွေနဲ့ရှိတယ်။ဒီကလေးလေးတွေကိုကျွန်တော်တို့ကချစ်စရာကောင်းလိုက်တာဆိုမှလှလှပပနဲ့ဝိနေတဲ့ချိန်မှာတော့ဘေးနားကလူတွေကဝိုင်းချစ်ကြတယ်။ဒါပေမဲ့ဒီကလေးကလေညစ်ပတ်ပြီးမှအီးတွေပြေးနေပြီဆိုတော့ချစ်စရာကောင်းလိုက်တာဆိုဘယ်သူမှကြိုက်မှာမဟုတ်ပါဘူး။ဘယ်သူမှပဲကြိုက်မှာလဲ။မိဘပဲကြိုက်မှာ။မိဘပဲကြိုက်မှာ။မိဘတော့ဘာဖြစ်လဲဒီကလေးတွေချစ်စရာကောင်းကောင်းမကောင်းကောင်းလောကထဲမှာမိဘတိုင်းဒီကိုသားသမီးအချောင်းဆုံးလို့သတ်မှတ်တယ်ကိုသားသမီးမျက်စိပဲဆွေပဲစေအသားပဲယူပဲစေရပဲပူပဲစေဘလို့ပဲဖြစ်ဖြစ်မိဘမျက်လုံးထဲမှာသားသမီးအချစ်ဆုံးဖြစ်တယ်ဒါတဘောပြောပြဥပမာပျောက်တော်သားကိုချီးတဲ့အခါမှာပျောက်တော်သားရဲ့အကြောင်းပဲမကြည့်ပါနဲ့ဖခင်ကဘာဖြစ်လဲပျောက်တော်သားပြန်လာတဲ့အခါမှာဖခင်ကဟေးတတိခမရတော့မပြန်လာပြီဟေးဆိုမှသူရဲ့အလုပ်သမားတွေကတတိကျလာပြောလားမဟုတ်ပါဘူးသူကိုယ်တိုင်အဝေးကနေမြင်နေတဲ့ဟာလေလုယာဘာလို့အဝေးကနေမြင်တယ်လဲနေ့တိုင်းမျောနေတာပေါ့သူတာပြန်လာတဲ့ခါမှာကွာသူတာအလုပ်တည်တယ်နော်သူတာဘယ်လိုပြန်လာတယ်လဲဝချီဆော်ရီဝဆာဆော်ရီနဲ့ပိတ်ချုံပြီးမှလူရုပ်တော့မပေါက်တဲ့အချိန်နဲ့ပြန်လာတဲ့ခါမှာငါသားကွာမင်းကအိမ်မှာကောင်းကောင်းနေရတာနဲ့မင်းလောကထဲသွားတာသိပြီမဟုတ်လားသွားရေမိုးချိုးပြီးမှအေးစေးလာခဲ့တော့မပြောဘာလို့လဲချစ်ချင်းတူတာကိုပြီးမှဝစ်လို့ဝစ်ပြီးမှလက်ဆွဆွပြီးမှချစ်ဆွပြီးမှချစ်ချင်းနဲ့တားနေမှာထားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘုရားကကျွန်တော်ချစ်တဲ့ခါမှာလေအပြစ်ကိုစေကြောပြီးမှချစ်တာမဟုတ်ဘူးအပြစ်ကိုအပြစ်ရှိတဲ့အတိုင်းချစ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာအရက်မတောက်မှချစ်တဲ့ဘုရားမဟုတ်အရက်တောက်နေတဲ့အချိန်မှာချစ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာကောင်းမှချစ်တဲ့ဘုရားမဟုတ်ခင်ဗျာဘုရားကိုကြောကိုင်းနေတဲ့အချိန်မှာခင်ဗျာကြိတ်တယ်လို့အသက်ရှင်နေတဲ့အချိန်မှာပင်ဘုရားချစ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာခင်ဗျာကအပြစ်တွေအလုံးစေကြောပြီးမှမင်းလိမ္မာနေတော့စေးလေးမတောက်တဲ့တော့အဲ့ဒါဆိုရင်မင်းကိုငါချစ်မယ်မင်းကိုငါအမွေပေးမယ်ဆိုမှအဲ့လိုဂရုပေးတဲ့ဘုရားမဟုတ်ဘူးဟာလေလုယာဟာလေလုယာကြည်သေးတာပေါ့မင်းနောင်တရအောင်မရဘူးလားဆိုတပတ်စမ်းကြည့်မယ်တစ်လစမ်းကြည့်မယ်မင်းခွေးမိကောက်ကြည်တော့ဆွလားအဲ့လိုဘုရားမဟုတ်ပါကျွန်တော်တို့ကိုရှိတဲ့အခြေအနေတိုင်းဖြစ်တဲ့အခြေအနေတိုင်းမှာချစ်တော်မူတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာကိုသားသမီးကိုတောင်မှကျွန်တော်တို့အချိန်ချင်းဒုက္ခပေးတဲ့သားသမီးဆိုကျွန်တော်တို့လိမ်မာမှချစ်ချင်တာမလိမ်မာဘယ်သူမှမချစ်ချင်ဘူးမိဘစကားနားထောင်တာမိဘတွေကချစ်ချင်တာ
လေမယားဆိုလည်းပဲကျွန်တော်တို့ယောက်ျားတွေကရောမိမရေရောပတ်စံရောဝယ်ပြီးမယ်နော်ဆိုအဲ့ကြမှာချစ်ချင်တာမိမရေပတ်စံမပါဘူးမိမရေပတ်စံမပါဘူးတနေ့လောက်ပတ်စံမပါဘူးပြောကြည့်လိုက်မိမချစ်ချင်မလားတေးချစ်တော့မလဲအဲ့လိုပြောတဲ့ခါမှာကျွန်တော်မှားတယ်မှန်တယ်ပြောတာမဟုတ်လူရဲ့ချစ်ကားတာပဲပေးနိုင်မှာလှတော့ဖြစ်တော့ဒါပေမဲ့ဖယားတဲ့ခင်ရဲ့ချစ်ချင်းမေတ္တာဒီအလုံးတည်းအပြစ်ရှိတဲ့အချိန်မှာပဲကျွန်တော်တို့အပြစ်ကိုရှင်းပြီးမှချစ်တာမဟုတ်အပြစ်ရှိနေတဲ့အချိန်မှာအဲ့ဒီတိုင်းချစ်တဲ့ဖယားဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်မှလည်းသမီးလေးတယောက်ရှိတယ်ကျွန်တော်တအားချစ်တယ်ချစ်တဲ့ခါမှာဘယ်လောက်ချစ်တယ်လဲဖယားတခင်တော့တော့မချစ်ပါဘူးဒါပေမဲ့ခုနပြောသလိုသူအီးပါနေတယ်ဘေးနားမှာကျွန်တော်ထမင်းဆိုင်ဘာမှပြဿနာမရှိဘူးဘာလို့လဲကျွန်တော်ချစ်တယ်လို့ဒီနားမှာကလေးအီးပါနေတယ်ဘေးနားနေရလူကဒီကလေးကွာသူ့အမေလည်းဒီလိုမဆိုင်ဘူးဘာလို့လဲကိုတားသမီးမှမဟုတ်တာဒါပေမဲ့ကိုတားသမီးဆိုပါဖြစ်လေအီးတွေပေးနေတယ်အီးတွေကိုအရင်မစင်ပဲကျွန်တော်ဒီတိုင်းချီရဲတယ်အီးတွေကျွန်တော်ပေးတယ်မှာပေးမစေချောင်းလို့ကျွန်တော်ချီရဲတယ်ကျွန်တော်ချစ်တာပေါ့အရင်ဆုံးရှင်းပြီးမှချစ်တာပေါ့ဒါကြောင့်အတွေးခေါ်မှမှားတယ်ဘုရားကအပြစ်ကိုအရင်ဆုံးဖယ်ရှင်းပြီးမှချစ်တာပေါ့ချစ်ပြီးမှကျွန်တော်ကိုပြုပြင်ပေးတာဖြစ်တယ်ဟာလေလုယာချစ်ချင်းမေတ္တာကလူကိုပြုပြင်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်နံပါတ်1ကျွန်တော်ကိုချမကိုဘုရားတခင်ချစ်ပါတယ်ဘယ်လောက်ချစ်တယ်လဲကျွန်တော်တို့သူ့အသက်ကိုပေးမှချစ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအင်္ဂလိပ်လိုအချစ်ဆုံးပုဂ္ဂိုလ်ဘာလို့ခေါ်လဲဆိုတော့မှတ်ထားပါ an apple of eye လို့ခေါ်တယ်မျက်စိထဲအပန်းကြီးတဲ့ဒါပါလေမျက်လုံးထဲမှာရှိရဲ့ဒီထဲမှာရှိရဲ့ကျွန်တော်လူတယောက်ကိုကြည့်လိုက်ကျွန်တော်ရဲ့ပုံကသူ့ရဲ့မျက်လုံးအမဲထဲမှာကျွန်တော်ပုံပေါ်အဲ့ဒါပါလေ an apple of eye လို့ခေါ်တယ်ကျွန်တော်ပုံကိုရိုက်လိုက်ကျွန်တော်နာမလားမနာဘူးသူ့မျက်လုံးမဲနာဒါကြောင့်ရှောလူကဘာဖြစ်လဲခရီးလေးကိုညင်ပန်းနေဆက်သွားတဲ့ခါမှာကောင်းကင်ကအလင်းတိုင်းကသူ့ပေါ်ချလာတော့လဲသွားတယ်လဲသွားတော့တခင်ကိုတော့မတူလဲလို့ပြောတဲ့ခါမှာငါယေရှုကလို့မပြောဘူးဘာပြောလဲငါခရီးလေးကိုပဲလေဖျားပါလို့လည်းမပြောမင်းညင်ဆဲတဲ့ယေရှုရှင်ဘောလို့ဘာပြောလဲမင်းညင်ဆဲတဲ့ယေရှုတဲ့အဲ့ချိန်မှာယေရှုလောကမှာရှိလားမရှိတော့ဘူးဒါပေမဲ့ယေရှုကဘာပြောလဲမင်းညင်ဆဲတဲ့ခရိယန်တွေရဲ့ဖျားလို့လည်းမင်းညင်ဆဲတဲ့ယေရှုတဲ့ရှောလူကဘယ်လိုညင်ဆဲတာလဲခရိယန်ဒါပေမဲ့ယေရှုကပါလေခရိယန်ညင်ဆဲတာငါ့ကိုညင်ဆဲတာနဲ့ဘာလဲတလုံးတဝါတဲ့ဖြစ်တာတစ်ထပ်တဲ့ဖြစ်တာဟာလေလုယာဒါကြောင့်ချစ်ချင်းမေတ္တာကလူကိုပြောင်းလဲစေတာပါဟာလေလုယာဥပရိဒကပြောင်းလဲစေတာမဟုတ်ပါဘူးဟာလေလုယာကဲဒုတိယအချင်းချင်းချစ်ဖို့ကျွန်တော်အချင်းချင်းချစ်ဖို့ရတဲ့အရေးကြီးဆုံးကခန္ဓာတိထဲမှာခရစ်တော်၌ယူရလူမရှိဟေလတာလူမရှိကျုံမရှိလူလူမရှိယောက်ျားမရှိမိန်းမမရှိလို့ပြောတာပေါ့အဲ့လိုပြောတဲ့ခါမှာယောက်ျားမိန်းမယောက်ျားပြောင်းသွားတာမဟုတ်ဘူးနော်ပြောင်းတော့မပြောင်းပါဘူးမပြောင်းဘူးနော်ယောက်ျားမိန်းမမပြောင်းမိန်းမယောက်ျားလည်းမပြောင်းတာခရစ်တော်၌ခွဲခြားခြင်းမရှိကျွန်တော်တချင်းလေးဆိုကြဒါကြောင့်မို့ဆရာနည်းနည်းပြောပြမယ်ဆရာကြောင့်တိချစ်ခုနကမှရှိတဲ့ဆရာပြောင်းလို့မေးကြည့်ဆရာပြောင်းတော့ဆရာတပည့်ပဲပေါ့နော်တပည့်ရင်ခောက်ပြန်မတယောက်ပါတယ်ဆရာချင်းလူမျိုးပါတခြားလူမျိုးမထင်နဲ့ချင်းတော်မှာဖလမ်တဲမှာတော့ပထမဦးဆုံးခရိယန်ဖြစ်တဲ့ဘိုးဘွားနေစင်တက်လာတဲ့ကျွန်တော်ပါခမရပြောအောင်မယ်ဖလမ်မျိုးနဲ့ကုလုံးတဲမှာပထမဆုံးခရိယန်ဖြစ်တာကျွန်တော်ဖိုးအဲ့ကနေစင်တက်လာကျွန်တော်ပြောချင်တယ်ပေါ့ကျွန်တော်ချင်းလူမျိုးစစ်ပါဒါပေမဲ့ကျွန်တော်ဘုရားကျေးဇူးတော်ကြောင့်ဒီမှာပါဝင်တဲ့နေရာကဆရာပါဝင်တဲ့နေရာအများကြီးပဲတတိရောက်တဲ့အခါမှာလဲဆရာရဲ့ပြိတ္တကတိုင်းရင်းသားပေါင်းစုံတချီရှိတယ်ရှမ်းရှိတယ်မိုးရှိတယ်ကရင်ရှိတယ်ပမာရှိတယ်ကျွန်တော်ရခိုင်ဘက်က slide ရှိချင်းနေရှိတယ်အခုပလဲဝါ CB ရှိတယ်အခုဒီနေ့ညဆိုကျွန်တော်ပလဲဝါ CB မှာပုံမှန်ဘာပဲစာကြည့်လုပ်ပေးတယ်ဟိုကျွန်တော်တောက်ကြနေဆိုဟိုးကျွန်တော်စာဝင်းမှာရှိတဲ့ကချင်နဲ့ရှမ်းနဲ့ကျွန်တော်တို့အုပ်စုတွေကျွန်တော်လုပ်ပေးတယ်ကျွန်တော်ပြောချင်တဲ့ဘာတိုင်းသားပေါင်းစုံကျွန်တော်ပါဝင်တယ်တိုင်းသားပေါင်းစုံနဲ့ကျွန်တော်တဟဆာတာဖြစ်တယ်ကောင်းပါတယ်ကျွန်တော်လူမျိုးတွေစုကိုဆရာအပြစ်မတင်ဘူးလူဆိုတာကဆရာပြောမှဆိုတာအများကြီးပဲလူပါပဲခွဲခြားခြင်းမရှိပါလူရဲ့အစာလူပါပဲလူရဲ့အစာချင်းမပါကမ္ဘာပေါ်မှာ anthropology ဆိုတာနာမည်လည်းဘုဒ္ဓတာပြောတာ anthropology ဆိုတာအင်္ဂလိပ်လိုက anthropology ပေါ်မှာတော့မနုဿဗေဒပညာရှင်လို့ခေါ်တယ်မနုဿဗေဒပညာရှင်တွေကလူတွေရဲ့အကြောင်းကိုလေ့လာတယ်
လိလာတဲ့အခါမှာလူတွေရတဲ့အစကနဥမာတဲ့ဘာသာစကားတစ်ခုတည်းပြောခဲ့တယ်လူတွေကအစကနဥမာလင်မယားစုံတွေကနေခွက်နဲ့ဆင်းသက်လာပါတယ်ဆိုမှကျမ်းစာကိုကြည့်ပြီးမှပြောတာမဟုတ်ဘဲနဲ့လူတွေရဲ့တွာလာခဲ့တဲ့တမိုင်းတွေအားလုံးကိုလေ့လာပြီးမှပြောတဲ့အခါမှာလူရဲ့အစမှာဘာသာစကားတစ်ခုလူရဲ့အစမှာမိဘတစ်ပါးတစုံကနေပွေးဖွားလာတယ်ဆိုတာအားလုံးကတက်တည်ပြထားပြီးသားဖြစ်တယ်ကမ္ဘာပေါ်မှာအခုချိန်မှာဘာသာစကားပေါင်း9000ပါဝင်ကျလောက်ရှိတယ်အဲ့ဒီမှာစာနဲ့ရေးနိုင်တာ3000လောက်ရှိတယ်အဲ့ဒီမှာ3လမှာတကြိမ်ဘာသာစကားတစ်ခုပြောက်တောင်းတာပါတယ်အစိုးရနဲ့ဟာလို့လေတတိယနိုင်ငံရောက်ကိုတာသမီတွေစကားပြောက်သွားမှာမစိုးရနဲ့ဒါပါလေကျန်းစာပြည့်စုံချက်အလုံးတည်တယ်လေဘာဘောင်းတာဝါတွေကနေဘာဖြစ်လဲကျွန်တော်ကျန်းစာကြောင့်စတဲ့ခါစားတော့တချို့လူတွေအင်္ဂလိပ်စကားတားခဲ့တော့နားမလဲဘူးဆရာတင်ပြတယ်နားမလဲဘူးမင်းတို့နားမလဲဘူးပေါ့မင်းတို့ညလိုက်ကြလို့မပြောတော့ဆိုကြတော့ဘာပြောလဲနော်ဤတာသမီတွေခေတော့ဘာဘောတာဝါရဲ့အပြစ်ပဲတဲ့ဒါပေမဲ့အဲ့ဒီကွဲတဲ့စကားတွေအလုံးခုပြန်စုလာတယ်ကျွန်တော်ပြောချင်တဲ့တော့ဘာသာစကားလေးကွဲတာနဲ့မျိုးနွယ်စုလေးကွဲတာနဲ့ကျွန်တော်တို့ရဲ့အတွေးခေါ်အမြင်တွေမကွဲပါစေနဲ့ဟာလေလုယာဟာလေလုယာကိုအမျိုးကြတော့ရောက်90သူများကျွန်တော်ရှိတယ်ဒီမှာတချို့ fellowship တွေလေပုံမှန်ပြလာတယ်ကိုလူမျိုးဆရာတွေဆိုရောက်100တခြားလူမျိုးခြားဆိုရောက်90ကိုလူမျိုးချင်းဆိုလာပြပူပေးတယ်တခြားလူမျိုးဆိုကိုစကားနဲ့မတူဆိုတခြားမလုပ်ပါနဲ့ကျွန်တော်တို့ချင်းဖြစ်တာဂုဏ်ယူပါနဲ့ဖခင်သားဖြစ်တာဂုဏ်ယူရအောင်ဟာလေလုယာဟာလေလုယာဒီမှာတမိုင်းမှာကြည့်ပါရှေ့တော့ပြူဆိုတဲ့လူမျိုးကတအားတစ်ခက်မှာထိတ်ကျဲသူ့ပြူစားတွေရှိတယ်အခုပြူလူမျိုးတစ်ခုမှမရှိတော့ဘာလို့လဲဖခင်မသိလို့ဖခင်မသိလူမျိုးပါပြောက်တယ်ဖခင်မသိလူမျိုးပါပြောက်တယ်ကျွန်တော်တို့လူမျိုးကိုမချီးမြှောက်နဲ့ဖခင်ကိုချီးမြှောက်ကျွန်တော်လူမျိုးမပြောက်ဘူးဟာလေလုယာဟာလေလုယာကျမ်းစာထဲမှာပြောလေကျွန်တော်ချင်းစုတော်ကြောင့်ပုံမှာပြပါလဲနေရာအနှံ့သွားတယ်ဟိုတမှုပဲဘိုးရိပဲနာဂတွေသွားတယ်ကုကီးတွေသွားတယ်ထာလူတွေသွားတယ်ဟိုစုပ်တဲသွားတယ်ဟာခါသွားတယ်ကျွန်တော်ဒီဘက်မှာကြာရင်ပဲဟိုဘက်ပုတ်သွားတယ်ထန်လန်သွားတယ်ဟာခါသွားတယ်ဖလမ်နဲ့သွားတယ်အကုန်သွားတယ်ကျွန်တော်တို့ခုလိုချိန်မှာဆိုကလန်ဒါတွေထုတ်တော့မကြခင်မှာကလန်ဒါတွေထုတ်တဲ့ကမှာဟိုအမျိုးသမီးအဖွဲ့ကလန်ဒါလူငယ်အဖွဲ့ကလန်ဒါဟိုမီရှင်အဖွဲ့ကလန်ဒါဆိုတာယေရှုပေါ်ကိုလို့ပြီးမှယေရှုပေါ်မှာလေချီးမွေးဆုံးနေတယ်ဟာခါတော့ကျွန်တော်ဖလမ်ဘောဇောကလည်းဇောဘောထာဒွာလည်းထာဒွာနာဂလည်းနာဂဘောနာဂမှာလည်းအများကြီးရှိတယ်တန်ခိုနာဂရှိရအောင်နာဂရှိရပါနာဂရှိရမျိုးပဲကျွန်တော်ကိုပြောင်းပြန်လုပ်တယ်ကျမ်းစာထဲမှာပြောလေယေရှုပေါ်မှာကျွန်တော်ရဲ့ဝတ်စုံကိုမတင်မင်းနဲ့ကျွန်တော်တို့ပေါ်မှာယေရှုဝတ်စုံကိုတင်ပါတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့ဆရာပြောချင်တာလူများကိုချစ်ဖို့ရတဲ့ကျွန်တော်ဖခင်တခင်ရဲ့မျက်စိရှိဖို့ရည်ကြီးတယ်အချင်းလို့ပြောတဲ့ခါမှာကျွန်တော်ချင်းလူမျိုးချင်းပဲပြောတာမဟုတ်ပါဘူးလမ်းမေးမှလည်းလဲနေတဲ့လူရခိုင်ပြည်မှာဒုက္ခပေးနေတဲ့ကျွန်တော်တို့ညစ်ကိုရိုဟင်ဂျာတွေလည်းချစ်ဖို့ရည်ကြီးတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်နေတဲ့ရပ်ကွက်မှာရိုဟင်ဂျာတွေရှိတယ်ကျွန်တော်မိတ်ဆွေတွေအစားတော့သူကစကားမပြောရင်ကျွန်တော်တို့စကားမပြောရင်ဒါပေမဲ့ကျွန်တော်တို့ကောင်းမွန်တဲ့သူတို့နဲ့ဆက်ခံစကားပါဟာသူကလေးတွေဆိုဆရာလာပြီဆိုအကုန်လုံးဝမ်းသာမယ်ကျွန်တော်ပြောချင်တယ်ကွာကျွန်တော်တို့ဒီသူများကိုချစ်ဖို့ရတဲ့ကျွန်တော်တို့ရဲ့အမြင်ရှုတော့ဒီခွဲခြားဆက်ဆံတဲ့အသားရည်ချမှုကျွန်တော်တို့ရဲ့ရုပ်ရည်ယူပကားကြောင့်ကျွန်တော်ရဲ့မျိုးနွယ်စုကြောင့်ကိုကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာကိုခွဲပါတယ်အတူတူပါပဲလောကမှာလူတွေအားလုံးတူတူပဲဟာလေလုယာကျွန်တော်ချင်းဆိုတော့တခြားနိုင်ငံတွေလည်းတဲ့အခါမှာကျွန်တော်ရိုးရဆိုမှလေကျွန်တော်ဖိလစ်ပင်းမှာသူတို့တောင်ကုန်းရှိတယ်အဲ့ဒါသူတို့ national park ဆိုတာပန်းချန်ကြီးပေါ့အဲ့ဒီပန်းချန်ကြီးမှာပါရှိလဲဆိုတော့ဟိုဖိလစ်ပင်းနိုင်ငံကဟိုရှေ့တော့ကလူမျိုးနွယ်စုတွေကသူတို့ဝစ်စုံကြီးတွေဝေးပြီးမှနှံကြီးတွေကန်ပြီးမှအဲ့မှာနေကြတယ်ဘာလဲဆိုတော့နိုင်ငံခြားသားတွေလာတဲ့အခါသူတို့နဲ့တပ်ပုံရိုင်းသူတို့ပိုက်ဆံရတယ်လေဆိုတော့သူတို့ရိုးရတယ်အားလုံးကိုကြည့်တဲ့အခါမှာချင်းရိုးရနဲ့တိတ်မကွာဘူးချင်းရိုးရနဲ့တိတ်မကွာဘူးအဲ့ဒါကချင်ပြည်နယ်ကချင်ပြောက်အဲ့မနီလာမှာကျွန်တော်တွေ့တယ်
မနီမာပြီးတော့ကချင်ဆိုတော့လီဆူရဝါကိုကချင်ကကျွန်တော်နဲ့တူတယ်ပါလဲဆိုအရာပူပူနဲ့အသားညွညွလေးလီဆူရဝါတော့ဖြူတာပေါ့နော်ဆိုတော့အဲ့ကချင် CIA တွေကျွန်တော်လေဒီကဖိလစ်ပင်းအဖွားကြီးရတယ်စကားပြောတဲ့ခါမှာလေအင်္ဂလိပ်လိုမပြောဘူးတဲ့ဖိလစ်ပင်းလိုပဲပြောတယ်ကျွန်တော်လည်းမတတ်ဘူးတဲ့ဘာလို့လဲကျွန်တော်ဖိလစ်ပင်းလိုထင်တာလေမင်းကွာတဲ့အဲ့အဖွားကြီးမင်းကွာတဲ့ဖိလစ်ပင်းဖြစ်ပြီးမှဘာလို့ငါတို့ဖိလစ်ပင်းစကားမပြောဘဲနဲ့ဘာလို့အင်္ဂလိပ်စကားပြောတာလဲတဲ့ဘာလို့လဲကျွန်တော်ရုပ်ရည်ရတယ်သူတို့နဲ့တပုံစံနဲ့ဖြစ်နေတာပေါ့ကျွန်တော်ပြောချင်တာလောကမှာလူကအတူတူပါပဲရှင်းရှင်းကရုပ်ရတယ်အတူတူပဲအရင်ကပါလေအချက်လေးကိုပုံပြီးလောကတိလေးနဲ့နေတာပဲဝိပြီးဝိတာတူတူပါပဲလောကမှာအကုန်လုံးတူတူပဲရှင်းရှင်းကလို့ပဲတူတူပဲကိုယ့်အမကိုကိုဒီမှာကျွန်တော်ရိုးရဆိုမှရှောက်ထွက်ထားတာမျိုးမျိုးထွက်ထားတာဒါတွေကနောက်ပိုင်းမှာစီးပွားရေးဒါတော့ရိုးရမဟုတ်စီးပွားရေးရရှောက်လို့ထားတာရှင်းရှင်းကရိုးရကလူတွေအားလုံးအတူတူပဲကိုလူမျိုးကိုထူကြတယ်ဘုရားအတူတူပဲကျွန်တော်တို့ကြောင်းတက်သွားဆိုကျွန်တော်တို့ဘယ်လိုလုပ်တယ်ချင်းတော့မတူဟာဘယ်ကမွန်ဂိုတွေတဲ့မွန်ဂိုတွေလာပြီလားတဲ့မွန်ဂိုဟိုမွန်ဂိုလီးယားကျွန်တော်တို့ဒီအထက်ပိုင်းမှာမွန်ဂိုလီးယားကကျွန်တော်တို့ထင်တာမွန်ဂိုလီးယားတွေတဲ့ဟောကျွန်တော်လည်းဟုတ်ပါတယ်လို့ဖိုးပွားတယ်မွန်ဂိုလီးယားစင်တက်လာဆိုမွန်ဂိုလီးယားပါပဲတဲ့အတူတူပါပဲကျွန်တော်တွေ့တဲ့ခါမှာအဖွားကြီးတွေအဲ့မွန်ဂိုလီးယားအဖွားကြီးတွေလေဈေးရောက်ပြီးမှငါတို့အမျိုးတွေတွေ့ပြီဆိုလက်စုပ်နှုတ်ဆက်အတူတူပဲလေကျွန်တော်ပြောချင်တဲ့တော့အတူတူပါပဲကျွန်တော်ပြောချင်တဲ့တော့မခွဲခြားပါနဲ့အားလုံးကအတူတူပဲဒါကြောင့်ဆရာပြောချင်တဲ့တော့အချင်းချင်းချစ်ပါလို့ပြောတဲ့ခါမှာကျွန်တော်တို့ဘာလို့မချစ်နိုင်လဲဆိုတော့တချို့ကလောကဇာတိအမြင်နဲ့လူတွေကိုခွဲခြားတဲ့အတွက်ကြောင့်မခွဲခြားပါနဲ့လောကမှာလူတစ်မျိုးပဲရှိပါတယ်အဲ့ဒီလူဟာဘုရားဖန်ဆင်းတဲ့လူလေဟာလေလုယာဟာလေလုယာအာဖရိကမှာရှိတဲ့လူတွေလည်းဘုရားဖန်ဆင်းတာလေဟာလေလုယာကျွန်တော်ဖလမ်မျိုးနဲ့ထဲမှာလေတချို့လူတွေကလေဘာနဲ့တူလဲဆိုအာဖရိကနဲ့တူတယ်အတာအနီကိုထောက်တာမမနဲ့အာတန်လိုက်တာတချို့လူတွေကြပါအမေရိကန်နဲ့တူတယ်အတာအနီနဲ့သပင်ကညုံညုံနဲ့သပင်ကလည်းဒီကြောင်နဲ့အတာလည်းဒီဆက်နဲ့တခါတော့ကဟိုမလေးနဲ့မှာထားလို့ဆိုတာကျွန်တော်တို့ချင်းလူမျိုးကုကီးတွေအဲ့မှာတော့အင်္ဂလိကန်ကတာသနာပြုတာပေါ့တာသနာပြုတော့အဲ့ထားလို့လင်မယားဆရာလင်မယားသူတို့မွေးလာတဲ့ကလေးကအင်္ဂလိပ်လူမျိုးလိုဖြစ်တယ်စပင်ကလည်းဒီပြီးမှအတားလည်းဒီဆက်နဲ့ဟိုအတားရပြက်တဲ့ပုံစံပုံပဲနဲ့တကယ်တွေ့ရောက်ကြဆရာစိတ်မကောင်းဘူးလေတော့ကလေးကငါနဲ့မတူဘဲနဲ့ဟိုမှာ missionary နဲ့တူသွားတာလေအဲ့မကောင်းတော့ဘာဖြစ်လဲမကောင်းတဲ့မိန်းကမင်းဖောက်ပြန်ပြီးမှဝေးလာတဲ့ကလေးမြို့ကကွာမယ်ပေါ့နောက်ဆုံးကြတရားရုံးရောက်သွားတယ်ရောက်သွားတော့တရားသူကြီးကဒီကိစ္စဘယ်လိုဖြေရှင်းမလဲသူမိန်းမလည်းကျွန်မမဖောက်ပြန်ပါဘူးရှင်းနေရတဲ့ကလေးပါကျွန်မတစ္ဆာရှိပါတယ်ဖះပေါ်မှာလည်းတစ္ဆာရှိပါတယ်ရှင်းပေါ်မှာလည်းတစ္ဆာရှိပါတယ်ကျွန်မမဖောက်ပြန်ပါဘူးနောက်ဆုံးကြစိတ်မချတော့နောက်ဆုံးတရားရုံးမှာဒီမိမဖောက်ပြန်တဲ့ကြောင့်ကျွန်တော်ပွဲချင်တယ်ဆိုမှတရားသူကြီးမှာတွားပြီးမှအမှုလုပ်တဲ့အခါမှာတရားသူကြီးကဘာလုပ်လဲဆိုတော့ဒီကိစ္စအလုံးသိပါတယ်တရားသူကြီးကဘာလုပ်မလဲဆရာဝန်ခေါ်ပြီးမှစစ်ဆေးရမှာပေါ့ဒီကလေးရဲ့အသွေးသားတွေနဲ့မိဘရဲ့အသွေးသားတွေနဲ့အားလုံးစစ်ဆေးတဲ့အခါမှာဘာပြဿနာမှမရှိဘူးသူ့ရဲ့သူ့အမေရဲ့အသွေးသားတွေအကုန်လုံးဘာပြဿနာမှမရှိဘူးဒီမိမဖောက်ပြန်တာမဟုတ်မင်းအသွေးသားတွေပဲလို့ပြောတာပါချင်လို့မရအဲ့ဒါဆရာကအိမ်မှာညနေကြတော့အဲ့အိမ်ကိုဆရာရင်သွားပြီးမှအဘိစကားပြောဆရာခင်ဗျားမသိသေးတဲ့စေပညာရှိတော့အများကြီးရှိတယ်စိတ်ကမကြတဲ့ခင်ဗျားမိမဖောက်ပြန်တာမဟုတ်ဘူးဒါလို့ဖြစ်တာကဖြစ်တတ်တယ်ကျွန်တော်စေပညာရှိတော့ကျွန်တော်တို့ဟိုးမမွေးခင်ကမျိုးဆက်၄၅၆9 80မှာရှိတဲ့အရာတွေအားလုံးကကျွန်တော်တို့သားသမီးလက်ထက်မှာပေါ်လာတတ်တယ်ဒါကြောင့်အခုမွေးလာတဲ့ကလေးကြီးခမားပုံစံမဖြစ်တော့လည်းပဲဟိုးအရင်တော့မျိုးဆက်တည်းမှာဒါရှိပြီးသားဖြစ်တဲ့ကြောင့်တလို့ပေါ်လာတာပဲဒါကြောင့်ခမားတို့တဲ့ဒီကလေးလေးမွေးလိုက်မစိုးရင်လည်းနော်ဟာလေလုယာဒီကတူပါပဲဟာလေလုယာညာကြီးပါတာရကလေးညာကြီးပါဆရာဒါတွေပြောအချိန်ကြီးတကြောက်အချိန်ညာကြီးပါဆရာပြောချင်တဲ့တော့သူများကိုချစ်တတ်ဖို့ရေးကျွန်တော်ကောင်းမွန်မြင်တတ်ပါဟာလေလုယာခွင့်ချမှုမရှိပါနဲ့ခွင့်ချမှုယောက်ျားမိန်းမလူကြီးလူငယ်ဒီအတင်းတော့မတူလို့ဟုတ်ပါဘူးနောက်ဆုံးပြောပြမယ်
ချစ်ချင်းမေတ္တာဆိုတာဆရာဒီမှာတစ်ခုလေးမေးချင်တယ်မဖြေပါနဲ့ကောက်ကိုဒီမှာကျွန်တော်မေးလိုက်တဲ့ခါမှာတင်းတော်ပေါင်း15ပါးလောက်ပေါ့နော် fellowship 15ခုလောက်ကလာကြတယ်ဒီနေ့မှာကျွန်တော်ရောက်လာတဲ့ခါမှာကိုအချင်းချင်းထိုင်တာတော့ကောင်းပါတယ်တချင်အဖြစ်ခွာရအဖြစ်မတည့်ရတဲ့ခါမှာလွယ်အောင်ထိုင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနောက်မှာကျွန်တော်တို့လုံးဝမမြင်ဘူးသေးတဲ့မသိဘူးသေးတဲ့လူတယောက်ကိုခမည်းစကားပြောမှာကျွန်တော်နာမည်ကဒီလိုပါခမည်းနာမည်ဘယ်လိုလဲဆိုမှမိတ်ဆက်တာကိုခမည်းတို့ရှိခဲ့တယ်ဒီမှာတော့အချင်းချင်းချစ်ပါလို့ပြောပြီးမှခမည်းတို့အချင်းချင်းပဲစကားပြောပြီးမှလူစိမ့်တယောက်ကိုနဲ့မသိတဲ့လူတယောက်ကိုမှကိုမှမပြောဘဲနဲ့ပြန်သွားရင်တော့ခမည်းတို့ဆောင်ဖို့နဲ့ကြောင်းပြန်ရင်ဖြစ်နေတယ်ကျွန်တော်ချမ်းသာကြောင်းတွေတက်တဲ့ခါမှာလေကျွန်တော်ချင်းလူမျိုးတွေလေကိုအတိုင်းဝိုင်းမှာပဲပို့နေတယ်ကျွန်တော်ရန်အောင်တက်တော့မှတက်ပါလေရန်အောင်မှာတက်တော့မှတက်တဲ့အချိန်မှာလေကျွန်တော်တင်ငယ်ချင်းတွေအားလုံးကလေဝါထားတာမဟုတ်ဘူးတိုင်းကပါလူမျိုးချားတယ်ပဲတယောက်ကဝင်းကြီးဒုတိယဝင်းကြီးရဲ့သားတယောက်ကတော့မိုးကုတ်ကအထေးတယောက်ကတော့ဟိုးမော်ဘီတဲ့ကကျွန်တော်တို့ဖုန်းကြီးရဲ့သားအဲ့ဒါမျိုးတွေပေါ့ကျွန်တော်ချင်းနေရှိပါတယ်အခုကျွန်တော်အားလုံးကြည့်တယ်ဘယ်လိုလဲ连蒙啥连蒙吧呢？ကျွန်တော်တက်တော့စီနီယာတနည်းကြတယ်အခုချက်မတချို့တော့ကြည့်မှာပေါ့ချက်မဆိုတာကျွန်တော်ဟာခဆိုကျွန်တော်တကယ်ကြီးတွေရှိတယ်ကျွန်တော်မှာဟာခကျွန်တော်ခါဆာဆိုတာကျွန်တော်ချင်းစာပြီးဒီပေါ်လေကျွန်တော်ပါတယ်လေဒါပေမဲ့ကျွန်တော်တကယ်ကြီးတွေအားလုံးဒီတယောက်ကရန်ကုန်ကတယောက်ဒီမိုးကိုကတယောက်ဒီဟုတ်ပေါ်ပြီးကတတိသားတွေပဲမဟုတ်ဘူးဘုံကြီးကျောင်းသားလည်းပါတယ်စနေနေ့ဆိုကျွန်တော်ဘုံကြီးကျောင်းမှာတော့ဘုံကြီးဆုံးခံတဲ့အရာကိုကျွန်တော်စားတယ်ဘာလို့တကယ်ကြီးကျောင်းမို့ကျွန်တော်ပြောချင်တယ်ကအချင်းချင်းချစ်ပါဆိုမှကျွန်တော်တို့အုပ်စုထဲမှာပဲနေပြီးမှသူတစ်ပါးလူစိတ်ကိုတစ်ခါမှစကားမပြောသေးဘူးဆိုတော့လုံးဝမဖြစ်နိုင်ဘူး။ဒါကြောင့်ကျွန်တော်တဲလေးကြောင့်စကားမိတ်တာရောက်ဖွဲ့ပြီးလေ။ဟိုကပောင်းကလာတဲ့မရာတွေနဲ့ခါတော့စကားပြောပြီးလား။ကျွန်တော်စနာအဲ့ကမလေးချိုးရတာအဲ့သူစကားရဟေးမဖုန်းနံပါတ်လေးမ Facebook နံပါတ်လေးကျွန်တော်ဘယ်သူပဲချစ်တယ်လေနည်းနည်းလေးချီလို့ကောင်းတယ်ဒါ emotion loveကျွန်တော်ပြောချင်တဲ့ကွာအဲ့ဒီလူမပြောနဲ့လို့ပြောမှာပေါ့အားလုံးကိုပြောပါဟာလေလုယာအဲ့ဒီလူကခမရောက်ရိုက်စားသွားလိမ့်မယ်ကျုပ်ဆိုးတဲ့လူကခမရောက်ကိုပတ်ဖို့တဲ့ဖြစ်သွားတော့မယ်နော်ကြောင်းညာနေဖြစ်သွားတဲ့လောကကြီးမှာဒါကြောင့်ချစ်တယ်ဆိုတာပါလေအချင်းချင်းချစ်တယ်ဆိုတာအင်္ဂလိပ်လိုပြောမယ်ဆိုတော့ initiative အစပြုပါသူများစကားပြောမှကိုပြောတာကိုကအရင်လုပ်ပါဟာလေလုယာဖခင်ကကျွန်တော်တို့ကိုချစ်တဲ့အခါမှာလူသားတွေကကိုရောရဲ့ကျွန်တော်တို့ကိုကယ်ပါဦးဆိုမှလူသားတွေကဖခင်ကိုအော်လို့ဖခင်ကဆင်းလာတော့မဟုတ်သူကအရင်စချစ်တာဖတ်ကြည့်ပါဒီကျမ်းပါရဲ့ဆက်မှာဖတ်ကြည့်ကျွန်တော်တို့ကအရင်ချစ်တာမဟုတ်တဲ့ဖခင်ကအရင်ချစ်တာလေဟာလေလုယာဒါကြောင့်အချင်းချင်းချစ်ပါလို့ပြောတဲ့အခါမှာဘာပြောလဲအရင်စလို့သူများစကားပြောမှစမပြောနဲ့အဲ့ဒါချစ်တာမဟုတ်ကိုစလို့ပေါ့အနည်းဆုံးဘာလို့မလဲပြုံးပြပေါ့ဒီမှာတော့အာရပါရချစ်ကြပါလို့ပြောတယ်စေးသွားတော့မျက်နှာရခတ်တည်တည်နဲ့ပြုံးလေနည်းနည်းလေးတော့ပြုံးပါဟာလေလုယာဘာစကားဆိုလိုက်တော့ချင်းချင်းချစ်ကြပါဘာညာပြောတယ်သူကပြုံးမပြုံးတော့မပြုံးခတ်တည်တည်နဲ့သွားတယ်အနည်းဆုံးတော့ပြုံးပြပါဟာလေလုယာဟာလေလုယာဆရာလေး theory တမမောလက်တွေ့တမဟာလေလုယာမယုံယူစင်တာလာကြည့်ယူစင်တာဒီနာနေလေးနေပဲလွတ်တဲ့အပေါ်ဆုံးတော့ကိတဲ့နာမှာမဖျားကြောင်ကြီးရှိတယ်အင်္ဂလိပ်တွေဖျားကြောင်အခုလိုဖျားကြောင်တစ်ပြန်ဖွင့်ထားတယ်အခုအင်္ဂါနေ့ဆိုရင်ကိုနှစ်ပြည့်ကျွန်တော်လည်းချင်းစတော့ချင်းမပဲည10နာရီစပါနော်မနေ့တနာရီလောက်ဒီပေါ့ကျွန်တော်တို့ကတော့ညမှာပဲအလုပ်အားရဆိုတော့အများကြီးညပဲမှာဆရာပြောချင်တဲ့တော့လေဟိုအချင်းချင်းချစ်ပါလို့ပြောတဲ့အခါမှာမမတွေပစက်နဲ့ပဲချစ်တာမဟုတ်ပဲအနည်းဆုံးတော့ပြုံးပြပေါ့အနည်းဆုံးတော့စကားပြောဖို့အနည်းဆုံးတော့ကျွန်တော်ချစ်တဲ့အခါမှာမျောလင်းပြီးမှမချစ်ပါနဲ့သူနဲ့ငါပေါင်းရင်သူ့ဆရာနဲ့ငါဘာအကျိုးကျေးဇူးရမလဲဆိုတဲ့ပုံစံနဲ့ဘယ်တော့မှမချစ်ပါနဲ့သူ့ကိုကချစ်မယ်ဆိုသူ့ကိုကဘလို့ကူညီနိုင်မလဲဖះရှင်ကြိုက်တာကဘာလဲဘုမလေးပြောမယ်ကျွန်တော်ဗမာပြန်နည်းနည်းလေးခက်ခဲတော့အရင်တော့အခုတော့ပေါ့အရင်တော့နိုင်ငံခြားထွက်ကြတယ်ကိုယ့်ဘာကိုထမ်းထားလိုက်မယ်အမှုတော်ဆောင်တယ်အမှုတော်ဆောင်တဲ့နိုင်ငံခြားစင်ကာပူတွေဘာတွေညာတွေခက်တဲ့ခါမှာအိုးကျွန်တော်ဘာလုပ်တယ်လဲစပွန်ဆာပဲလိုက်ရှာတယ်လူများကကျွန်တော်ကိုဘယ်လိုကူညီမလဲဆိုမှလိုက်ရှာတယ်အဲ့ဒါဒီပါလေလုံးဝမဟုတ်
သူများနိုင်ငံတော့လူများကိုဘယ်လိုကူညီမလဲဆိုလိုက်ရှာတယ်ကျွန်တော်တို့လူများကကျွန်တော်တို့ဘယ်လိုကူညီမလဲဆိုမျှော်လင့်တယ်အဲ့ဒီအတွေးခေါ်ကျွန်တော်မှားနေတယ်ပြောင်းပြန်ရအောင်ဟာလေလုယာသူများကိုချစ်တဲ့ခါမှာသူနဲ့ချစ်သူနဲ့ပေါင်းရင်ငါဘာအကူအညီဘာအကျိုးကျေးဇူးရမလဲလို့မစဉ်းစားပါနဲ့ငါသူ့တဲ့ဘာအထောက်ပံ့ပေးနိုင်မလဲစဉ်းစားပါဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့ဒီလိုလူမျိုးကိုဖျားဖို့ကောင်းကြည့်ပေးတယ်သူများကိုပေးချင်တဲ့လူကိုပေးနိုင်ရတဲ့ခွင့်ပေးတယ်ဟာလေလုယာသူများစီကဘာရမလဲဆိုတဲ့လူကကျွန်တော်မှဘာမှမရှိဘူးတစ်ချိန်လုံးလိုနေတာပဲတစ်ခုပေါ့တစ်ခုလိုနေတာပဲဒါပေမဲ့သူများကိုပေးချင်တဲ့စိတ်ဓာတ်ရှိတယ်ဆိုရင်ဘုရားကပေးနိုင်တဲ့အချိန်မှာထားပေးတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်ပြောင်းရသူများကိုချစ်တဲ့အခါမှာဘာလို့လဲချစ်မလဲဆုလို့ချစ်တဲ့ချစ်ပါရယူချစ်တဲ့မချစ်ပါဟာလေလုယာချစ်စရာကောင်းလို့သူနဲ့ချစ်တယ်ဆိုရင်သူနဲ့ပေါင်းတယ်ဆိုဘာရမလဲအဲ့ဒါနဲ့မချစ်ပါနဲ့ဒီလောကမှာအများကြီးပါကျွန်တော်တက်တာမှာလဲတက်တိခံရဆိုအများကြီးပဲအများကြီးပြောစရာမလိုပါဘူးဒါကြောင့်နောက်ဆုံးပြောပြမယ်အချင်းချင်းချစ်ပါလို့ပြောတဲ့အခါမှာချစ်ချင်းမေတ္တာဖျားဖြစ်တယ် sorry ဖျားချစ်ချင်းမေတ္တာဖြစ်တယ်ချစ်ချင်းမေတ္တာဖျားတော့မဟုတ်ဒါပေမဲ့ဒီကျွန်တော်တို့ဖျားချစ်တယ်ဆိုနံပါတ်1ခံစားရအောင်ဒီမှာရှိတဲ့လူတွေအားလုံးကထိုက်တန်တော့သူမဟုတ်ပါဘူးကျွန်တော်ကနေစကျွန်တော်ဒီမှာတရားဟောနေလို့ကျွန်တော်ဒီခမရတို့တဲ့ပို့ပြီးမှဖြောက်မှတ်ပြီးမှထိုက်တန်လို့ဖျားချစ်တာမဟုတ်ပါဘူးကျွန်တော်ဒီလေလမ်းမေးမှာကွန်တရာယာမှာဇေယဘီနာမှာလဲနေတဲ့ပုံစံပါပဲဒါပေမဲ့ဖျားချစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီချစ်ချင်းမေတ္တာကျွန်တော်ဒီမှာမတ်တရက်စေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်ပဲချစ်တာမဟုတ်မိတ်ဆွေဒီမှာရှေ့လူငယ်တွေအားလုံးလည်းချစ်တယ်ဟာလေလုယာဘယ်သူကခမရကိုဘယ်သူမှမချစ်ဘဲနဲ့စစ်ပြည့်နဲ့ဖျားချစ်ပါအဲ့ဖျားကကျွန်တော်တို့ရဲ့အရာအားလုံးကိုပြုပြင်ပေးနိုင်ပါတယ်ဟာလေလုယာအဲ့ဒီချစ်ချင်းမေတ္တာခံစားတတ်ရဲ့သူများကိုလည်းကျွန်တော်လုပ်နိုင်နောက်ဆုံးတစ်ခုပြောပြမယ်ဥပမာနည်းနည်းလေးပေါ့အိန္ဒိယမှာအိန္ဒိယတော့ကမ္ဘာပေါ်မှာဒီမိုကရေစီနိုင်ငံကြီးဆိုတော့အိန္ဒိယမှာခရစ်ယာန်ပါစနစ်ကနည်းနည်းလေးပါ900ခိုင်နှုန်းလောက်ပဲရှိတယ်အိန္ဒိယကြီးလေအခုလေလူတွေတန်ပေါင်း1000လောက်ရှိတယ်အဓိကတော့ဟိန္ဒူပေါ့ဒုတိယတော့မွတ်စလင်ပေါ့ခရစ်ယာန်ရဲ့ရာခိုင်နှုန်းနည်းနည်းလေးပဲဒါပေမဲ့ခရစ်ယာန်ရဲ့လုပ်ငန်းဟာအစိုးရကဒီမှာစာတင်ကျောင်းတစ်ကျောင်းရှိရင်ခရစ်ယာန်လည်းစာတင်ကျောင်းတစ်ကျောင်းရှိတယ်အစိုးရကဒီမှာစေယုတ်တေကိုရှိခရစ်ယာန်လည်းဒီမှာစေယုတ်တေကိုရှိတယ်မွတ်စလင်ကလည်းဒီမှာစေယုတ်တေကိုရှိတယ်ဟိန္ဒူကလည်းဒီမှာစေယုတ်တေကိုရှိတယ်ခရစ်ယာန်ပါစနစ်က900ခိုင်နှုန်းပဲဒါပေမဲ့ခရစ်ယာန်ရဲ့လုပ်ငန်းကတဝက်စီရှိတယ်မွတ်စလင်စေယုတ်လည်းပြည့်နေတာပဲဟိန္ဒူစေယုတ်လည်းပြည့်နေတာပဲအော်သူတို့စေယုတ်တွေဆိုတတ်ပြန့်နေတာပဲဒါပေမဲ့ကျေးဇူးတော်ကြောင့်ခရစ်ယာန်စေယုတ်မှာလူတိုင်းသွားတယ်ဘာကွာလာလဲဆရာဝန်ကလည်းအရေးချင်းရှိတာတူတူပဲဈေးရုံတက်ပြတ်တာလည်းတူတူပဲဈေးတော့ကလည်းခရစ်ယာန်ဈေးရုံကပိုဈေးချူလို့လည်းပိုဘာကွာလာလဲတခုပဲကွာပါလေခရစ်ယာန်ဈေးရုံမှာအမှုတော့လုတ်ကင်နေတဲ့ဝန်ထမ်းတွေအားလုံးရဲ့ချစ်ချင်းမေတ္တာကဂျန်တဲ့လူတွေနဲ့မတူဘူးလေဟာလေလုယာဟာလေလုယာဘာလို့လဲဖခင်ရဲ့ချစ်ချင်းမေတ္တာကိုခံပြီးမှအလုပ်လုပ်တာဖြစ်တယ်ဟာလေလုယာဂျန်တဲ့မွတ်စလင်တို့ဟိန္ဒူတို့ဂျန်တဲ့လူတွေကတော့ပါလေဒီလုပ်ငန်းဖြစ်တဲ့ကြောင့်လုပ်တာဖြစ်တယ်ကျွန်တော်တို့လည်းအဲ့လိုမဖြစ်ပါစို့နဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုခံယူပြီးမှသူများကိုချစ်ရအောင်ကျွန်တော်ရဲ့ခရစ်ယာန်လုပ်ငန်းဒီသူများကိုကူညီရမယ်ဆိုတော့အဲ့ဒီတာဝန်ဝတ္တရားနဲ့မလုပ်ပါနဲ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကိုအပြည့်အဝခံစားပြီးမှကျွန်တော်လုပ်မယ်ဆိုရင်အဲ့ဒီဟာလူတွေကိုဆွဲဆောင်ပါတယ်ဟာလေလုယာအလောင်းဒီမာသာတေရီဆာတည်သွားပါမာသာတေရီဆာလေးစီးရဲသားတွေကိုလေပတ်စံမပေးပါဘူးကြောင်းလည်းမလုပ်ပေးပါဘူးဘာလို့ပေးလဲအလုပ်တည်တယ်ကာကတာဆိုတာကဘာမှလူကြီးတော်တော်များတယ်တမ်း20လောက်ရှိတယ်လမ်းမပေါ်မှာနေတဲ့လူကြီးကတမ်းပေါင်းပုံနေတန်းရှိတယ်ဟုတ်လားလမ်းမပေါ်မှာဖြားပြီးမှပတိတတိလေးလေမြူနီစပယ်ကအေးအမိုက်ကျုံကားရလို့ဝိုးဆိုခေါ်ပြားကြီးနဲ့အဲ့လူနာတွေမှပြီးမှဝိုးဆိုအမိုက်ပုံနဲ့တက်မှဂိမ်းကမြေထောက်ပြစ်လိုက်တာမတိမရှင်တယ်လည်းကုန်တည်သွားကြတယ်အဲ့ဒါကိုစိတ်မကောင်းတဲ့ခါမှာမာသာတရီစာပါလေတေခံကြီးလူနာတွေကိုသူ့ရင်ခွင်ထဲမှာကောင်းကောင်းမွန်မွန်တေပါစေဆိုမှပြောအဲ့လိုလေခိုင်းတယ်သူစိတ်လည်းမကူပေးနိုင်ပါဘူးအဝိဇ္ဇာလည်းမပေးနိုင်ဒါမဲ့ပါပေးလေချစ်ချင်းမေတ္တာပေးတယ်ဒါကြောင့်သူတည်သွားတဲ့ခါမှာအိန္ဒိယတတိလုံးကပါလေမဟာတမခန္ဒီကြီးတည်တကယ်လို့တချို့တကယ်လို့အာဇာနည်သူရဲ့ကောင်းကြီးတည်သွားပြီဆိုမှအလုံးဝမ်းနေပြီးမှတချို့ကြတယ်သူ
ပေးနိုင်တဲ့အရာဒီဘာလဲချစ်ချင်းမေတ္တာချွေလည်းမပေးငွေလည်းမပေးအဝတ်စားလည်းမပေးစားစရာလည်းမပေးချစ်ချင်းမေတ္တာပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာတခါတလေကြတော့စားစရာပေးမှဟိုငွေပေးမှဘာပေးမှချစ်နိုင်တာမဟုတ်ပါဘူးနော်ကျွန်တော်ပြောချင်တယ်ကချစ်ချင်းမေတ္တာကိုပေးတဲ့အခါမှာချစ်တဲ့အခါမှာပေါ်ထုတ်နိုင်တဲ့နည်းလမ်းတွေအများကြီးပါဟာလေလုယာဟာလေလုယာပတ်စံပေးမှမဟုတ်ပါဘူးအဝတ်စားပေးမှမဟုတ်ပါဘူးကိုကြီးတမန်ကျွန်တော်ရဲ့ချစ်ချင်းမေတ္တာတဘောပေါက်တယ်လူနာနေတော့မယ်ဘာမှမလုပ်ဘူးသူ့ရဲ့ရင်ခွင်ထဲမှာညက်ပတ်နေတဲ့ပုတ်စော်တာနေတဲ့လောက်နေတဲ့တက်နေတဲ့လူကိုသူ့ရင်ခွင်ထဲမှာမာသာတရီစာပါလေချီပြီးမှတာတေသွားပြီဆိုမတကြူပြီးပါအောင်ချသွားတယ်တေသွားပြီလေမတေခင်ပြစ်စုပြီးကျွန်တော်တို့ချင်းနေကြမတေခင်ကြမချစ်တေပြီးတဲ့ခါမှာနောက်တက်ပြီးလောက်တော့ဘာလို့ပြီးလောက်ဆိုတာတွေကတကယ်ပြောင်းမြန်ကျွန်တော်ပြောချင်တယ်လို့မာသာတရီစာပြီးတော့ချစ်ချင်းမေတ္တာလေးပါဟာလေလုယာအဲ့ဒီချစ်မေတ္တာနဲ့ကဘာကြီးကိုတုံလို့သွားတာပါသူ့မှာပတ်ဆိုင်မရှိပါဘူးမာသာတရီစာမှာပတ်ဆိုင်မရှိပါဘူးသူ shopping mall သွားမယ်ဆိုသူ့နောက်ကသူဝယ်ချင်တာဝယ်နောက်ကပတ်ဆိုင်ပေးမယ်တထေးတယ်နောက်ကနေလိုက်ပေးတယ်သူ့မှာပတ်ဆိုင်မပါဘူးပါစရာမလိုဘူးလူတွေကိုချစ်တတ်တဲ့နှလုံးသားသဘောပေါက်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာ shopping mall တော့မပတ်ဆိုင်ဘလောက်ရှိလဲ credit card ဘလောက်ရှိလဲ bank card ဘလောက်ရှိလဲသူကြည့်စရာမလိုပါဘူးသူကြိုက်တာဝယ်သွားနောက်ကတထေးတွေအားလုံးကသူဝယ်တဲ့မြတ်ပတ်ဆိုင်ပုံရှင်းပေးတယ်ဘာလဲသူ့တက်မဟုတ်ဘူးအလောတိကဘာပေါ်မှာကျွန်တော်ပြောချင်တဲ့ကဒါဒီပါလေချစ်ချင်းမေတ္တာပဲအဲ့ဒီချစ်ချင်းမေတ္တာဘယ်ကနေလာတယ်လဲဘုရားခင်ဆရာလာတာဟာလေလုယာအာမင်ခဏလေး